မနက်မိုးလင်းတာနဲ့ဖုံးရင်ကိုင်းတက်သူလားဒါဆိုရင်တော့ဒါကိုအဆုံးထိဖက်ကြည့်ပါတင်ဟာမနက်နိုးချင်းမှာစိတ်ဖိစီးမှုတွေနဲ့နိုးထနေရသလိုခံစားနေရပြီလားတနေ့တာလုံးဘာလို့အားမရှိသလိုဖြစ်နေတာဟာတင့်ရဲ့မနက်ခင်းအလေးအကျင့်အမှားတွေကြောင့်ဖြစ်နိုင်ပါတယ်အောင်မြင်တဲ့သူတွေနဲ့စွမ်းအင်ပြည့်ရှိသူတွေဟာသူတို့ရဲ့တနေ့တာကိုဒီချက်၃ချက်နဲ့ပဲစတင်လေးရှိပါတယ်တရေတဖန်ခွက်အရင်တော့ပါညဘက်အိတ်ဆက်ချိန်မှာတင့်ခန္ဓာကိုယ်ဟာရေတခန်းချောင်းနေတတ်ပါတယ်မနက်နိုးချင်းရေတဖန်ခွက်တောက်ပေးတာဦးနောက်ကိုနိုးကြားစေပြီးအစာချေစနစ်ကိုကောင်းမွန်စေရုံတင်မှအသားရည်ကိုလည်းကြည်လင်စေပါတယ်နှစ်ဖုံးကို15မိနစ်ခွာထားပါဆေကဲဥမဲကတရင်တွေဘာရဲကြကမဲရတွေဟာတင့်ဦးနောက်ကိုမနက်ခင်းကလေးတုတ်ပြန်မှုပေးရတဲ့အခြေအနေရူရှဝါမို့စ်လဲကိုတွန်းပို့လိုက်ပါတယ်ဒါဟာစိတ်ဖိစီးမှုကိုမြင့်တက်စေတာမို့မနက်နိုးပြီး15မိနစ်လောက်ဖုံးမကင်ပဲကိုအချိန်ပေးပါ3အရေးကြီးဆုံးအလုပ်3ခုကိုချရေးပါဒီနေ့မှာမဖြစ်မနေပြီးစီအောင်လုပ်မယ်အလုပ်3ခုကိုစဉ်းစားပါဒါဟာတင့်ကိုတနေ့တာလုံးလမ်းကြောင်းမပြောက်စေပဲအော်ရိုတိုအညာအဝတ်တော့အကောင်းဆုံးဖြစ်အောင်ကူညီပေးမှာပါကဲတင်ရောဒီ3ချက်ထဲတင်အခုထိမလုပ်ဖြစ်သေးတဲ့အချက်ကပဲနှစ်ချက်မြောက်လဲတနှစ်ဒါမှမဟုတ်3ဆိုပြီးကောမန့်မှာနံပါတ်4တွေရေးသွားပေးပါဦးနောက်ပြီးဒီချက်တွေကိုမနှက်ဖြန်ကစားပြီးစမ်းလုပ်ကြည့်မဲ့သူတွေ Orivel ဟိုဆော်ရွဲလို့ကောမန့်ပေးခဲ့ပါဦးနော်